ရက်ဒေတာမှာနေလို့အကုသိုလ်တွေတိုးမယ်ကုသိုလ်တွေဆွေးရုပ်သွားမယ်ဆိုအဲ့ဒီရက်ဒေတာမနေနဲ့မမီဝဲသင့်ဘူးတဲ့သူကတော့အဲ့ဒီပေဒံနဲ့တိုင်းနော်ဒီရက်ဒေတာမှာနေလို့ကုသိုလ်တွေတိုးတက်တယ်အကုသိုလ်တွေရုပ်သွားတယ်ရုပ်လျော့သွားတယ်ဆိုရင်အဲ့ဒီရက်ဒေတာကိုနေဖို့ဆုံးဖြတ်ကျန်တာတွေနဲ့မတိုင်းဘူးဗျာသူကြဟုတ်လားကျန်ပါရည်တွေစီးပွားရေးတွေဒါလည်းပဲယဟန်တော်တွေတန်တရားဝိဒုက္ခကလွတ်မြောက်ဖို့အဓိကနှစ်ဦးတည်နေတဲ့ပုဂ္ဂိုလ်တွေအတွက်ကတော့ဒီဟာကအလွန်မှကိုပဲအရေးထားတဲ့အမြင်တစ်ခုပေါ့နော်ဒီနေရာမှာနေလို့ကုသိုလ်တိုးမယ်အကုသိုလ်ရော့သွားမယ်ဆိုရင်အဲ့ဒီနေရာကိုနေတဲ့ကျန်တာတွေသိအဆင်မပြေတောင်မှအဲ့ဒီနေရာကိုနေရအဲ့ဒီလိုမျိုးဆိုပြဟောဟုတ်လားဒါကြောင့်နေရာအရေးကြီးတယ်ဆိုတာလေးကိုဘုန်းဘုန်းတို့ဒါဏိဒန်းအနေနဲ့ပရိရူပဒေတာဝါဒသဘောတဘာဝလေးကိုဘုန်းတို့ပြောပြတကယ်တမ်းကမြတ်စွာဘုရားမှားတာတယ်ဘယ်နေရာကိုဘယ်တတ်တော်ဟာနေလို့ရှိရင်ပို့ပြီးတော့အကျိုးရှိနိုင်မယ်အကျိုးမဲ့သွားနိုင်တယ်ဆိုတာလေးကိုတိတိကျကျသိနိုင်လိမ့်မယ်ပေါ့ဒါကျေပြန့်တဲ့အကြောင်းလေးကိုဘုံဘုံပြောရင်ဟုတ်လားဥပမာဘုံဘုံတို့မြတ်စွာဘုရားသိတော်မူမြင်တော်မူပုံနေရာနဲ့ပတ်သက်ပြီးတော့ပြောတဲ့အရာလေးတစ်ခုဘုံဘုံဒီမှာမှတ်ထားတာလေးလူတိုင်းကြားဖို့ပါတယ်မေတ္တာတုတ်ဟောရင်းရဲ့အကြောင်းတရားယဟန်တော်900တော်တဲ့သွားပြီးတော့နောက်ကမ္မဋ္ဌာန်းတရားယူပြီးတော့တော်တဲ့သွားတရားအထုတ်ကြတော့နတ်တွေကနှောင့်ယှက်ကြတာကြားဦးတယ်လေဟုတ်လားနတ်တွေကအမြဲတမ်းယဟန်တွေကတီလာရှိတဲ့အခါကျတော့အောက်မှာပဲနေရတော့ယဟန်တွေမြန်မြန်ကြီးအောင်ဆိုပြီးတော့ဟာအမျိုးမျိုးချောင်းကြလှန့်ညအနံဆိုးတွေချင်းဆိုးတွေဘလို့မှနေမရတဲ့အခါကျတော့အဲ့ဒါဝါရင်းကြီးပဲမြတ်စွာဘုရားကြီးကိုပြန်ပြီးတော့ပြည်လာကြရတယ်ဆိုကြပါစို့အဲ့ဒီမှာမြတ်စွာဘုရားမြင်တယ်ဒီယဟန်တွေကအဲ့ဒီနေရာမှာနေမှအတိတုဉာဏ်တွေကိုရမယ်ဆိုတာမြင်တယ်မြင်တဲ့အတွက်ကြောင့်စိတ်သားတို့အဲ့ဒီနေရာကိုပဲပြန်သွားအရှင်မပြေလို့မှပြန်လာခဲ့တဲ့နေရာကိုမြတ်စွာဘုရားမလုပ်ခိုင်းပြန်သွားခိုင်းအဲ့လိုပြန်သွားခိုင်းတဲ့အခါကျတော့မြတ်စွာဘုရားတဲ့အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့နေရာပေါ့နော်အဲ့တင်တို့မှလက်နဲ့မရှိလို့ပါတဲ့အဲ့ဒီနေရာမှာတင်တို့အစဉ်ပြေဖို့အတွက်ငါလက်နဲ့ပေးလိုက်မယ်အဲ့ဒီလက်နဲ့ကဘာလဲဆိုမေတ္တာလက်နဲ့အဲ့ဒါမေတ္တာတရားဘလို့ပွားရတယ်ဆိုတာကိုသင်ပေးပြီးတော့မြတ်စွာဘုရားမေတ္တာတုတ်တရားဒေသနာကိုကြီးမြင့်တယ်အဲ့ဒါကိုရွတ်ဖတ်အဲ့ဒီအတိုင်းလေ့ကျင့်ပွားများဆိုပြီးတော့မေတ္တာလက်နဲ့ကင်ဆောင်ပြီးတော့တခါစိတ်တလူတဲ့နဲ့သွားကြပြန်မေတ္တာတရားရဲ့အစွမ်းတတ္တိမေတ္တာတရားရဲ့တဘိုးရှိန်ဆိုအာနုဘော်တော်ကြောင့်သောတော်တုန်းကနှောက်ယှက်ပေးနေတဲ့နတ်တွေဘာဖြစ်လားချစ်ခင်လာကြတယ်မျက်နှိုးလာကြတယ်ဝေယဝိဇ္ဇတွေတောင်ပြုကြတယ်လို့ဆိုတယ်